အဲကွန်းတကောင်ကို9နာရီဝန်းကျင်လောက်သုံးလို့ရပြီးတော့အားတွင်းတာကိုလည်း2နာရီဝန်းကျင်လောက်နဲ့0 to 100ပြည့်တဲ့ Growatt ရဲ့ Future 8 CD All-in-one Power Station ဈေးနှုန်းကလည်းကျွန်တော်တို့58သိန်း9000နဲ့ရရှိမှာပါသူကတော့ inverter နေဆိုလို့ရှိရင် inverter ရဲ့ size က 6K အမကန်နေနဲ့ဆို2နှစ်ဘက်ထရီကတော့106 AA ကိုမှဝက်ဟာဝါအနေနဲ့ဆိုရင်9500ဝက်ဟာဝါဘူးအနေနဲ့ဆိုလို့ရှိရင်တော့51 တတမနှစ်ဖို့ inverter ရဲ့တိစောက်ထားတဲ့ပုံကလည်းစနစ်ကျတယ်ဒီမှာဆိုလို့ရှိရင် battery connection တွေကလည်း bus bar တွေနဲ့စနစ်ကျသွားထားတယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ AC အဝင်အထွက်တွေ solar နဲ့အားသွင်းမယ်ဆိုလို့ရှိရင်လည်း PB1 မှာ4000 PB2 မှာ4000 totally 8000ဒီကျွန်တော်တို့ကချိတ်ဆက်ပြီးတော့ solar နဲ့အားသွင်းလို့ရတယ် communication cable ကလည်း LAN နဲ့ communicate လုပ်တာဖြစ်တဲ့အတွက်ဘယ်လိုခေါ်မလဲပို့ပြီးတော့တိကျတယ်ရှင်းမျက်နှာစာမှာဆိုလို့ရှိရင်လည်း display ကဘယ်လိုခေါ်မလဲလုံးဝဒီ setting ကိုလိုချိန်ညှိလို့ရတယ် manually button တွေပါတယ်လေဝင်တဲ့ဘက်မှာဆိုလို့ရှိရင်လည်းသူကဖုန်နေနဲ့အမိုက်တရိုက်တွေမဝင်အောင်စကားပုံစံမျိုးနဲ့ခံထားပေးတယ်ဒီစကားကလည်းလွယ်လွယ်ကူကူဖြုတ်စေလို့ရတယ်လေထွက်တဲ့ဘက်မှာဆိုလို့ရှိရင်တော့သူက inverter ပေါ့ inverter လေထွက်တဲ့ဘက်မှာဆိုလို့ရှိရင်လည်းသူကဒီလိုအပေါက်စကားလေးတွေနဲ့စနစ်တကျလုပ်ထားပေးတယ်ဗျ inverter ကလည်း 6K နဲ့မလောက်ဘူးဆိုလို့ရှိရင်ထပ်တိုးလို့ရတယ်လို့ဘက်ထရီကလည်းကျွန်တော်တို့က106 AA ဘက်ထရီတစ်လုံးနဲ့မလောက်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့ထပ်တွားလို့ရတယ်ကဲဒါဆိုလို့ရှိရင်တော့အဲကွန်တကောင်ကို9နာရီလောက်ရပြီးတော့2နာရီလောက်အားသွင်းရုံနဲ့0 to 100ပြည့်တဲ့ Future 8ရဲ့ All-in-one Power Station ကိုဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်တော့Tego 7 Electronic Hardware Mac ကိုကြွားလန့်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်အားလုံးကျေးဇူးအများကြီးတင်